အားလုံးရင်းနှီးပြီးသားဖြစ်တဲ့ဘောလုံးလောကရဲ့ဂန်ဝယ်နောက်ခံလူတယောက်အကြောင်းကိုပြောပြပေးချင်ပါတယ်။ဒါပေမဲ့ဒီနေ့ပြောမယ့်အကြောင်းအရာကသူ့ရဲ့ဂိုးသွင်းစွမ်းရည်တွေစုခလာတဲ့အကြောင်းမဟုတ်ပါဘူး။တကယ်လို့များဒီကစားသမားဟာဘောလုံးကွင်းထဲမှာမရှိခဲ့ပဲတန်ဆန်ခါလောင်အိမ်တဲက MMA ကျူးဝိုင်းတဲ့ကိုရောက်သွားခဲ့မယ်ဆိုရင်ဘာတွေဖြစ်လာမလဲဆိုရင်စိတ်ဝင်စားစရာအကြောင်းအရာလေးတစ်ခုပဲဖြစ်ပါတယ်။ Sergio Ramos လို့ပြောလိုက်တာနဲ့ခမရတို့ဘာကိုအရင်ဆုံးမြင်အောင်မိကြတယ်လဲ။နောက်ဆုံးမိနစ်အဖိုးတန်းခွန်တိုက်ကိုတွေလား။ဒါမှမဟုတ်ပြိုင်ဘက်ကိုအညာတမရှိဖျက်ထုတ်ပုံတွေနဲ့အနီကတ်တွေကိုလား။တေချာတာတစ်ခုကတော့ Ramos ဟာဘောလုံးသမားတစ်ယောက်ဆိုတာထက်စစ်တီရတော်တစ်ယောက်ရဲ့စိတ်ဓာတ်မျိုးပိုင်ဆိုင်ထားသူဆိုတာပါပဲ။ဒီလိုစိတ်ဓာတ်ပြင်းထန်တဲ့ Ramos ဟာအခုနောက်ပိုင်းမှာကမ္ဘာကျော် UFC ချန်ပီယံ Ilia Topuria နဲ့အရန်ကိုရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိနေတယ်ဆိုတာခမရတော့သတိထားမိကြရဲ့လား။ဒီနေ့မှာတော့ Sergio Ramos နဲ့ Ilia Topuria တို့ရဲ့ညီကိုလိုရင်းနှီးမှုသူတို့နှစ်ယောက်အတူတူလေ့ကျင့်ခန်းရှင်းကြတဲ့အခြေအနေတွေနဲ့ Ramos တာဘောလုံးသမားမလုပ်ဖြစ်ခိုင်နေ MMA လောကမှာဘယ်လောက်ထိအောင်မြင်နိုင်မလဲဆိုတာတွေကိုစိတ်ဝင်စားကြကောင်းအောင်ပြောပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဘယ်ကစလဲဆိုတာကိုကြည့်ရအောင်ပါ။ Ilia Topuria ဆိုတာကလက်ရှိ UFC လောကမှာနာမည်အကြီးဆုံး fighter တွေကတယောက်ဖြစ်ပြီး El Matador လို့လူသိများပါတယ်။သူကဂျော်ဂျီယာစပိန်လူမျိုးဖြစ်တဲ့အတွက်စပိန်နိုင်ငံကိုကိုစားပြုပြီးတက်ခိုက်နေသူပါ။ Ramos ကတော့စပိန်ဘောလုံးလောကရဲ့ဘရင်တဆူပေါ့။ထိပ်သီးအားကစားသမားနှစ်ယောက်ဖြစ်တဲ့အပြင်စပိန်မြေကိုချစ်မြတ်နိုးတဲ့စိတ်သက်တူညီမှုကသူတို့နှစ်ယောက်ကိုပေါင်းစည်းပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။ Ramos ဟာတိုပူရီယာရဲ့ပွဲတွေကိုကိုယ်တိုင်သွားရောက်အားပေးလေရှိသလိုတိုပူရီယာကလည်း Ramos ကိုသူ့ရဲ့စံပြပုဂ္ဂိုလ်တယောက်အနေနဲ့လေးစားမှုရှိပါတယ်။ဒါပေမဲ့သူတို့ရဲ့ဆက်ဆံရေးက social media ပေါ်မှာတပ်ပုံတွဲရယုံတတ်မဟုတ်ပါဘူး။တကယ်လက်တွေ့ဘဝမှာပါသူတို့နှစ်ယောက်ဟာအတူတူလေ့ကျင့်ခန်းတွေလုပ်လေ့ရှိကြပါတယ်။လူမှုကွန်ရက်တွေမှာပြန့်နှံ့ခဲ့တဲ့ဗီဒီယိုဖိုင်တွေကိုကြည့်မယ်ဆိုရင် Ramos ဟာတိုပရီယာနဲ့အတူလက်ဝဲထိုးလာတဲ့ MMA ဆိုင်ရာလေ့ကျင့်ခန်းတွေကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်နေတာတွေ့ရမှာပါ။တာမန်ဘောလုံးသမားတစ်ယောက်အနေနဲ့ဟန်ပြလုပ်နေတာမျိုးမဟုတ်ပဲ Ramos ရဲ့လက်သီးချက်တွေလှုပ်ရှားမှုတွေကတကယ်ကိုအားပါပြီးကျွမ်းကျင်ပိုင်းနိုင်တာကိုတွေ့ရပါတယ်။ဒါကိုကြည့်ပြီးပရိသတ်တွေက Ramos ကဘောလုံးကွင်းထဲမှာကျန်းတာမဟုတ်ဘူးအပြင်မှာပါတကယ်ကျန်းတာပဲလို့မှတ်ချက်ပေးခဲ့ကြပါတယ်။ Ilia Topuria ကိုယ်တိုင်ကလည်းမီဒီယာတွေရဲ့အင်တာဗျူးတစ်ခုမှာ Ramos အကြောင်းကိုအခုလိုဖွင့်ဟပြောကြားဖူးပါတယ်။ Sergio Ramos ကတာမန်လူမဟုတ်ပါဘူး။သူ့မှာတကယ်ကိုထူးခြားတဲ့ခန္ဓာကိုယ်ကြန့်ခိုင်မှုနဲ့စိတ်သက်စွမ်းအားရှိပါတယ်။တကယ်လို့များသူသာဘောလုံးသမားမဖြစ်ခဲ့ဘူးဆိုရင် MMA လောကထဲကိုဝင်ရောက်ပြီးကမ္ဘာချန်ပီယံအောင်ဖြစ်နိုင်တဲ့အရေးချင်းမျိုးရှိပါတယ်လို့ချီးကျူးခဲ့ဖူးပါတယ်။ကမ္ဘာအဆင့် UFC ချန်ပီယံတယောက်ကတောင်ဒီလိုပြောထွက်လာတယ်ဆိုတော့ Ramos ရဲ့တိုက်ခိုက်ရေးစွမ်းရည်လား shot တွတ်လို့မရတဲ့အနေအထားမှာရှိနေတယ်ဆိုတာထင်ရှားနေပါတယ်။ဒါကိုတတ်တယ်ပြနေတာကတော့ Ramos ရဲ့ဘောလုံးကစားသမားဘဝဖြတ်တန်းမှုပါပဲ။ကျွန်တော်တို့ပြန်စဉ်းစားကြည့်အောင်Real Madrid မှာကစားခဲ့တဲ့ကာလာတစ်လျှောက်လုံး Ramos ဟာပြိုင်ဘက်တိုက်စစ်မှုတွေကိုဘယ်တော့မှအလွတ်မပေးခဲ့ပါဘူး။သူ့ရဲ့ဖြတ်ထုတ်ပုံတွေကကြမ်းတမ်းတယ်လို့ထင်ရပေမဲ့အဲ့ဒီအထဲမှာအနိုင်မခံအရှုံးမပေးလို့တဲ့စိတ်ဓာတ်ပြိုင်ဘက်ကိုလွှမ်းမိုးထားခြင်းတဲ့စိတ်ဓာတ်တွေအပြည့်ရှိနေပါတယ်။မက်ဆီလိုကစားသမားမျိုးနဲ့ထိတ်တိုက်တွေ့တဲ့အခါမှာတောင် Ramos ကဘယ်တော့မှနောက်မတွန့်ခဲ့ပါဘူး။ပြိုင်ဘက်ကဘလို့ပဲကောင်းနေပါစီသူကတော့မျက်လုံးချင်းဆိုင်ပြီးစိန်ခေါ်ရဲတဲ့တတိမျိုးရှိသူပါ။ဒီလိုစိတ်ဓာတ်မျိုးက MMA fighter တယောက်မှာမရှိမဖြစ်လိုအပ်တဲ့အရာပါပဲ။ MMA ဆိုတာနီးစနစ်ကျွမ်းကျင်ရုံနဲ့မရပါဘူး။နှလုံးသားကရဲရင်နေဖို့လိုပါတယ်။နာကျင်မှုကိုခံနိုင်ရရှိဖို့လိုပါတယ်။ Ramos မှာဒီအချက်တွေအားလုံးပြည့်စုံနေတယ်လို့ဆိုရမှာပါ။သူ့ရဲ့ခန္ဓာကိုတိဆောက်ထားပုံကိုကြည့်ရင်လည်းကြွတ်သားတွေကတာမန်ဘောလုံးသမားတွေထက်ပိုပြီးတန်မာထွားကြိုက်နေတာကိုတွေ့ရမှာပါ။သူဟာအသက်အရွယ်ရလာပေမဲ့လေချင်ခန်းကိုဘယ်တော့မှမလျှော့ပဲအမြဲတမ်းတက်ကြွနေသူတယောက်လည်းဖြစ်ပါတယ်။တိုပရီယာနဲ့အတူလေချင်တဲ့အခါမှာလဲ Ramos ကတင်ယူလိုစိတ်ပြင်းပြနေတတ်ပါတယ်။ကဘာကျော်ဘောလုံးသမားတယောက်ဖြစ်နေပေမဲ့တိုက်ခိုက်ရေးပညာကိုတင်ယူတဲ့အခါမှာတော့တပြဲကောင်းတို့နှိမ်ချပြီးစ조사တတ်ပုံကသူ့ရဲ့အောင်မြင်မှုလျှို့ဝှက်တစ်ခုပါပဲ။တိုပရီယာက Ramos ကိုလက်ဝိထိုးနီးတွေရှောင်းတိန်နီးတွေတင်ပေးတဲ့အခါ Ramos ကလင်းလင်းမြန်မြန်ပဲတက်မြောက်လွယ်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့အနေနဲ့စိတ်ကူးယဉ်ကြည့်မယ်ဆိုရင် Ramos တာ Octagon လို့ခေါ်တဲ့ UFC ကျူးဝိုင်းတဲ့ရောက်သွားရင်ဘယ်လိုဖြစ်မလဲ။သူရဲ့အရက်အမောင်းကိုအလေးချိန်လဲကြန့်နိုင်မှုအရာဆိုရင်သူဟာ welterweight ဒါမှမဟုတ် middleweight လောက်မှာကစားနိုင်ခြေရှိပါတယ်။
သူ့ရဲ့ပင်ကိုစရိုက်ဖြစ်တဲ့ aggressive ဖြစ်မှုပြိုင်ဘက်ကိုဖိအားပေးကစားတတ်မှုတွေကကျိုးဝိုင်းထဲမှာပရိသတ်အကြိုက်ဖြစ်လာနိုင်ပါတယ်ဘောလုံးကွင်းထဲမှာတော့တတောင်တွေပခုံးတွေနဲ့တိုက်ခိုက်ဖို့ဝန်မလဲတဲ့ Ramos ဟာစီးမြင့်တကြတိုက်ခိုက်ခွင့်ရတဲ့နေရာမျိုးမှာဆိုရင်ဘလောက်တောင်ကြောက်စရာကောင်းလိုက်မလဲဆိုတာတွေးကြည့်ရင်တော့ရင်ခွန်စရာပါပဲဒါပေမဲ့ဒီအကြောင်းအရာကနေကျွန်တော်တို့ဘာကိုသင်ယူနိုင်မလဲဒါဟာအားကစားသမားနှစ်ယောက်ရဲ့ခင်မင်ရင်းနှီးမှုတသက်မဟုတ်ပါဘူးဒါဟာ champion mindset လို့ခေါ်တဲ့ champion စိတ်ဓာတ်အချင်းချင်းနားလည်မှုပါပဲထိပ်တန်းအဆင့်ကိုရောက်ဖို့တဲ့သူတွေဟာတယောက်နဲ့တယောက်လေးစားမှုရှိကြပါတယ် Ramos ကတပူရီယာရဲ့ဂျူးစားအားထုတ်မှုနဲ့စွန့်စားမှုတွေကိုလေးစားတယ်လို့တပူရီယာကလည်း Ramos ရဲ့ခေါင်းဆောင်နိုင်မှုနဲ့မာကျော်တဲ့စိတ်ဓာတ်ကိုတန်ဖိုးထားပါတယ် Ramos ဟာအခုဆိုရင်ဘောလုံးသမားဘဝရဲ့နေဝင်ခြင်းကိုရောက်ရှိနေပါပြီဒါပေမဲ့သူ့ရဲ့မီးတောက်ကတော့ငီးမသွားသေးပါဘူးတပူရီယာနဲ့အတူလေ့ကျင့်နေတာတွေ MMA ပညာရက်ကိုစိတ်ဝင်စားနေတာတွေကသူ့ရဲ့စိန်ခေါ်မှုအသစ်တွေကိုအမြဲရှာဖွေနေတတ်တဲ့သဘာဝကိုပြသနေပါတယ်သူဘောလုံးကစားတာရက်လိုက်တောင်မှတခြားနယ်ပယ်တစ်ခုခုမှာဒါမှမဟုတ်အပြိုတန်းတိုက်ခိုက်ရေးပွဲတစ်ခုခုမှာများ Ramos ကိုတွေ့ရလေမလားဆိုတာပရိသတ်တွေကြားမှာစိတ်ဝင်စားစရာမေးခွန်းတစ်ခုဖြစ်လာနေပါတယ်။ညီကုန်းချို့အနေနဲ့ပြောရရင်တော့ Sergio Ramos ဟာဘောလုံးသမားတစ်ယောက်အဖြစ်တမိုင်းမှာတွင်ကြံရစ်မှာမှန်ပေမဲ့သူ့ရဲ့ဝိညာဉ်ကတော့တကယ်စစ်တရော်တစ်ယောက်ရဲ့ဝိညာဉ်ပါပဲ။ Ilia Capoeira နဲ့သူ့ရဲ့ဆက်ဆံရေးကဒီအချက်ကိုပိုပြီးထင်ရှားစေပါတယ်။ကမ္ဘာအကောင်းဆုံးနောက်ခံလူတစ်ယောက်နဲ့ကမ္ဘာအကောင်းဆုံး fighter တစ်ယောက်တို့ရဲ့မိတ်ဆွေထင်မှုဟာအားကစားလောကအတွက်တကယ်ကိုကြည်ကောင်းတဲ့ပုံရိပ်တစ်ခုပါပဲ။ကဲပရိသတ်ကြီးတော့ဘယ်လိုထင်လဲ။တကယ်လို့များ Sergio Ramos ဟာငယ်ငယ်ကလေးကဘောလုံးမကန်ပဲ MMA fighter ဖြစ်လာခဲ့မယ်ဆိုရင် Ilia Capoeira လိုမျိုး champion ခပတ်ရနိုင်မလား။ဒါမှမဟုတ်ဘောလုံးလောကမှာအောင်မြင်တဲ့လောက် fighter လောကမှာအောင်မြင်ပါမလား။ခင်ဗျားတို့ရဲ့အမြင်တွေကို comment မှာမျှဝေပေးခဲ့ကြပါအောင်။ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေမှာမို့လို့ဗီဒီယိုလေးကိုကြိုက်နှစ်သက်သေးဆိုရင် like ပေးခဲ့ဖို့နဲ့နောက်ထပ်ဗီဒီယိုတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ subscribe လုပ်ထားကြဖို့တိုက်တွန်းချင်ပါတယ်အားလုံးပဲကျမ်းမှာရွှင်လန်းကြပါစေခင်ဗျာ